ကျင်းစရာကောင်းတဲ့သမီးဦးလေးတယောက်ကိုဝေဖွာလိုက်ပြီးဖြစ်ကြောင်းပရိသတ်တွေကိုအသိပေးလာတဲ့အဆိုတော်ဖြိုကြီးမင်္ဂလာပါရှင်ဂီတချစ်သူပရိသတ်ကြီးအတွက်သတင်းကောင်းလေးတစ်ခုကိုကျွန်မမျှဝေပေးချင်ပါတယ်တခေတ်တခါကလူငယ်တွေရဲ့ပါဇက်ဖြာမှာဆွဲခဲ့တဲ့တချင်ကောင်းများစွာရဲ့ပိုင်းရှင်အဆိုတော်ဖြိုကြီးရဲ့မိသားစုကဘာလေးတွေကိုသမီးလေးတယောက်ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်ပရိသတ်တွေနဲ့အတန်ငယ်အဆက်တွေပြတ်ပြီးဂီတလောကနဲ့အနေငယ်အလံဝေးနေခဲ့တဲ့အဆိုတော်ဖြိုကြီးဟာသူမရဲ့ဘဝအတွက်အရေးကြီးဆုံးဖြစ်တဲ့ငယ်ချစ်ဦးမခိုင်မို့မို့တဲ့နဲ့အတူဘဝခီလန်ကိုပျော်ပျော်ရွှင်ရွှင်ရှောင်းလန်းနေခဲ့တာအားလုံးသိပါပဲသူရဲ့ဇနီးချော်လေးရလေးအောင်မြင်တဲ့စိန်ကြောင်မြတ်ရတနာလုပ်ငန်းရှင်သူဖြစ်ပြီးသူတို့နှစ်ဦးရဲ့ဘဝကတည်ငြိမ်အေးချမ်းလွန်းလာပါတယ်။သူတို့ရဲ့မြတ်သားတရားကိုအရင်တည်ခဲ့တဲ့အိမ်တော်ရီခီဟာအများနဲ့မတူအမတ်တရားဖြစ်စရာဖြစ်ပျက်လေးတွေနဲ့ပြည့်နှက်နေခဲ့တာပါ။အတူတူဖြင့်သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲဟာလူတွေရဲ့ပါဇက်ဖြာမှာအတော်လေးရေပန်းစားခဲ့ပါတယ်။ခန္ဓာထဲဝတဲ့မင်္ဂလာဧကန်ပွဲစားအဲ့ဒီပွဲအတွက်ကုန်ကြမဲ့ငွေကြေးအလုံးကိုဂလင်တန်တင်ခဲ့တဲ့ပြည်သူတွေအတွက်လူတန်ခဲ့တဲ့သူတို့ရဲ့စိတ်ဓာတ်လေးကတော့တကယ်ကိုလေးစားချီးကျူးစရာပဲ။ဒီလိုမျိုးမြတ်တဲ့အလူတနာနဲ့စတင်ခဲ့တဲ့သူတို့ရဲ့အချစ်ခင်လန့်ကအခုဆိုရင်တမုံဖြတ်နိုင်တဲ့မြတ်တာလက်ဆောင်တွေတကူကိုဆောင်ကျဉ်ပေးလာခဲ့ပါပြီ။ဟုတ်ပါတယ်။အဆိုတော်ဖြိုးကြီးနဲ့ဇနီးဖြစ်သူမခိုင်မို့မို့သေးတို့ဟာသူတို့ရဲ့ပထမဆုံးရင်သွေးလေးကိုဒီနေ့2025ခုနှစ်စက်တင်ဘာလ25ရက်နေ့မှာပိုင်ဆိုင်ခဲ့ပြီးဖြစ်ကြောင်းလူမှုကွန်ရက်ကနေတစဉ်ပျော်ရွှင်စွာအသိပေးလာခဲ့ပါတယ်။အဖေဖြစ်သူဖြိုခြင်းနဲ့အမေဖြစ်သူမခိုင်မို့မို့သေးတို့အတွက်တော့ဒီနေ့ဟာသူတို့ဘဝရဲ့အပျော်ဆုံးနေ့ရက်လေးတစ်ရက်ဖြစ်လာခဲ့ပါပြီ။သမီးရတနာလေးကိုတော့ပြိုရတော်ဆိုတဲ့မြန်မာဆန်ဆန်နာမည်လေးအပြင်အင်္ဂလိပ်လိုစပီယာလို့လည်းအမည်ပေးထားကြောင်းတရားပါတယ်။စပီယာဆိုတာနီလာကြောင့်မြတ်တနာကိုဆိုလိုတာဖြစ်ပြီးမေမေဖြစ်သူရဲ့ကြောင့်မြတ်လုပ်ငန်းကိုစားပြုတဲ့တံမိုးကြီးပြီးအတိပ္ပယ်ရှိတဲ့နာမည်လေးမျိုးကြာသူတိုင်းကျင်းနေရပါတယ်။အခုဆိုရင်တော့ဖြိုကြီးရိုစနီမောင်နဲ့ဟာသူတို့ရဲ့ကဘာငယ်လေးတွေကိုရောက်လာတဲ့စပီယာလေးကိုအတရားမဆုံးဖြစ်နေကြမှသိကြပါပဲ။ဖခင်တယောက်ဖြစ်လာပြီးဖြစ်တဲ့ဖြိုကြီးကတော့သူရဲ့ခန်းစားချက်တွေကိုလူမှုကွန်ရက်မှာအခုလိုဖော်ပြထားပါတယ်ရှင်။သမီးလေးကိုအန်တီရဲ့ခင်ကဲမွေးဖွားပြီးတဲ့စေဖက်ဆိုင်ရာပညာရှင်တွေကိုနာမည်တင်တကွာကျေးဇူးတင်စကားဆိုခဲ့ပြီးသမီးလေးဖြူရတော်အားအောင်မြင်စွာမွေးဖွားတန်းဆန်းပေးပါတော့ဆရာဝန်ကြီးများနဲ့အာယုစေးရုံမှတာဝန်ရှိသူအားလုံးကိုအထူးကျေးဇူးတင်ပါတယ်လို့ရေးသားပြီးသူရဲ့ပျော်ရွှင်မှုကိုမျှဝေခဲ့ပါတယ်။တချိန်ကပရိသတ်ရဲ့အသေးစိတ်အဆိုတော်တရားဟာအခုချိန်မှာတော့ချစ်စနီရဲ့ခင်ပွန်းကောင်တမီလေးရဲ့ဖခင်ကောင်ဖြစ်နေဘဝရဲ့အခမ်းကဏ္ဍတစ်ခုကိုလှပစွာဖွင့်လှစ်နိုင်ခဲ့ပါပြီ။သူရဲ့ဘဝတချင်လေးဟာအခုမှပို့ပြီးပြည့်စုံသွားခဲ့လို့ဆိုရမှာပါပဲ။ပရိသတ်တွေကလည်းသူတို့ချစ်တဲ့အနုပညာရှင်တယောက်ရဲ့ဒီလိုပျော်ရွှင်စရာတဲ့ကြောင်းဝမ်းသာကြွေးနေကြပါတယ်။ယခုကြည့်ရှုနေကြတဲ့ပရိသတ်တွေရောတမီလေးရသွားတဲ့အဆိုတော်ဖြိုးကြီးအပေါ်မှာမိမိတို့အမြင်ကိုပြောသားကြပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါရှင်။နောက်တစ်လဲကျမတို့ပရိရှင်လေးကနေပြီးတော့စိတ်ဝင်စားဖွယ်အောင်ဆယ်လီနုပညာရှင်တဲ့ကြောင်းများကိုချင်းချင်းတပြင်းညစ်တင်ဆက်ပေးမှပြလို့တည်တည်တော့အကြောင်းရည်တင်နိုင်မလို့တန်သိရှင်နိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလေးကိုလည်းအနေထားပေးကြပါအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။